မွေမတ်လို့ခေါ်ပြီးပါဘသူလဲပြန်လာဘသူပြန်လာဟဲ့ညမရနေအောင်လို့နေအောင်လို့ပြန်လာအောင်ချူအော်ကိုကြီးကိုခင်ဗျားနှခေါင်းကြီးကောင်မလေးပညာညက်သွားပြီကောင်မလေးပညာအိမ်လိုက်ကောင်းစီဟာညက်သွားတာဘွားကြီးချက်ချင်းတော့ပြောင်းလောင်းမလဲမပြန်နိုင်ဘူးတော့ချစ်ချစ်ကကျွန်တော်တို့နှုတ်သက်ပေါ်ကြချိုးသားပဲနဲ့ကတော့မှာမသိသေးပါနဲ့ထပြန်တဲ့လူတွေအားလုံးအိမ်ရောက်လို့သေးပေါက်ရင်အရေးတွေထွက်ပါစေညာအမေကလည်းပြောပြီးမကြိမ်ပါနဲ့